အဲ့တော့ဒီကျတို့ဒီနေ့ဘာအကြောင်းအရာလဲဆိုရင် six advantages or မဟုတ် six advantages cloud computing မဟုတ်เนาะ sorry အဲ့တော့ AWS ရဲ့ journey เนาะ AWS ကဒီကျတို့ဘယ်လိုဖြစ်ပေါ်လာလဲ AWS ရဲ့ journey ပေါ့เนาะ AWS ဖြစ်ပေါ်လာတဲ့ပုံစံ2002ခုနှစ်မှာပေါ့เนาะ AWS ဆိုတာကဘယ်ကနေစဖြစ်လာတာလဲပေါ့เนาะဒီကျတို့ဒီ AWS ကတဲ့2002ခုနှစ်လောက်ကစပြီးတော့ဖြစ်ခဲ့တာပေါ့เนาะအဲ့တော့2004ခုနှစ်မှာသူက November မှာ Amazon SQS ကိုစပြီးတော့ develop လုပ်ခဲ့တယ်announce လုပ်ခဲ့တယ်ပေါ့နော်2004မှာ SQS ကို Amazon e-commerce ဆိုတဲ့ service ကပထမဆုံးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လည်းပထမဆုံး service SQS ကပထမဆုံး service ဆိုပေမဲ့လည်း public ကိုချပြခဲ့တဲ့ service မဟုတ်ဘူးပေါ့နော်ဒီ locally ရပဲ service တစ်ခုအနေနဲ့သုံးခဲ့တာpublic ကိုစသုံးတဲ့ service က2006ခုနှစ်မှာစသုံးတယ် March လမှာ Amazon S3 ဆိုပြီးတော့စသုံးခဲ့တယ်အဲ့တော့ S3 bucket လို့လည်းခေါ်တယ်S3 ကိုစပြီးတော့ launch လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ဆက်စချင်းမှာတော့ AWS ပေါ်မှာသုံးလို့ရတဲ့ service ကတိတ်မရှိဘူးပေါ့နော်ဟိုမှာဘယ်လိုပြောမလဲ AWS ပေါ်မှာ tools တွေ service တွေကို HA တွေနောက်ပိုင်းမှာပေါ့နော် AWS ကိုသုံးတဲ့အခါမှာပေါ့နော် AWS ရဲ့ tools တွေရှိလာတယ်နောက်တစ်ခုက service တွေရှိလာတယ်နောက်တော့ HA လို့ခေါ်တဲ့ high ability ကို build လုပ်လာခဲ့တယ်ပေါ့နော်အဲ့ကနေစပြီး AWS ကတဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်တဲ့နော် S3 ကစပြီးတော့ Amazon EC2 ပေါ့ AWS ပေါ်မှာလက်ရှိသုံးလို့ရတဲ့ service တွေအကုန်လုံးကတဖြည်းဖြည်းနဲ့ဖြစ်လာတာပထမဆုံးသူတို့စခဲ့တာ Amazon S3 နဲ့စခဲ့တယ်ဒီလို module 3မှာရှိတယ်ဒီ S3 ကเนาะအဲ့ပေါ်မှာဘာလို့မှလဲဆိုရင်ဒီလို dynamic static ပေါ့เนาะ static website တစ်ခုကို S3 ပေါ်မှာဒီလို build လုပ်ပြမယ်ပေါ့เนาะအဲ့တော့ S3 ကိုစပြီးတော့သုံးခဲ့ရလို့ပြောလို့ရတယ်အဲ့တော့ဒီ cloud ရဲ့ logo လေးတွေเนาะသူက S3 ဆိုရင်ရေပုံးပုံစံလေးအဓိကဘာလို့မှလဲဆိုရင် data တွေထည့်ထားမှာ upload လုပ်မှာတင်ထားမှာဖြစ်တဲ့အတွက်ကြောင့်မို့သူကရေပုံးပုံစံလေးဖြစ်နေတာပေါ့နော်အဲ့ဒါတော့ Amazon EC2 ဆိုလဲအတိုင်းပဲသူ့ရဲ့ပုံစံလေးကိုကြည့်မယ်ဆိုရင်သူဒီ server တွေကိုဒီ manage လုပ်တဲ့အပိုင်းပေါ့နော်EC2 ဆိုတာကနော်သူ့ရဲ့ logo လေးတွေရှိတယ်အဲ့တော့ဒီကျတို့ဒီ AWS မှာဟိုပါပေါ့နော်ဒီတခုခု AWS နဲ့ပတ်သက်ပြီးတော့ဒီပုံနေဆွဲတော့မယ်ဆိုရင်ပေါ့နော်အဲ့တော့ဘယ် website ကိုသုံးမလဲဆိုရင် draw.io ဆိုတဲ့website လေးတွေကျတို့သုံးလို့ရတယ် draw.io ဒီ flow chart တွေပေါ့နော် create new diagram blank diagram ပေါ့နော် create ကိုနှိပ်လိုက်တယ်ဒီကနေပြီးတော့ဒီကျတို့ကဘာလို့ကျင်တာလဲခုနက S3 ပေါ့နော် S3 bucket S3 လို့ပဲရှာလိုက်ရတယ် S3 လို့ပြောလိုက်တာ ਨੇ ဒီမှာရေပုံးပုံစံလေးတွေထွက်လာတယ် simple story service ပေါ့နော် S3 လို့ပြောလိုက်တာ ਨੇ မှာရေပုံးပုံစံလေး bucket လေးထွက်လာတယ်ဒီမှာရေပုံးပုံစံလေးထွက်လာပြီးနောက်တော့ EC2 နော် EC2 ဆိုရင်ဒီမှာ EC2 ရဲ့ logo လေးနော်ဒါပုံဆွဲတဲ့အခါမှာပေါ့နော်ဒါသူ့ရဲ့ logo လေးတွေပြောပြနော်ရမယ်နော်ဒါ AWS ကဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်အရင်တော့ဒီကျတို့ဒီပြန်ပြီးတော့နှိမ့်ချုပ်ပြောမယ်ဆိုရင် AWS ကဒီ online shopping website ကနေစခဲ့တာပေါ့ Amazon ကနော် online shopping website ကနေစခဲ့တာအဲ့ကနေပြီးတော့ဒီ2002ခုနှစ်လောက်ကစပြီးဖြစ်ခဲ့တယ်2004မှာမှဒီကျတို့လက်ရှိသုံးနေတဲ့ infrastructure ဘိုင်းတွေကိုတွားဖို့အတွက်ဒီ AWS ကစခဲ့တယ်ဒါပေမဲ့ AWS က e-commerce website အတွက်လောက်ပဲသုံးခဲ့တာ public ကိုချပြခဲ့ခြင်းမရှိဘူး locally ပဲသုံးခဲ့တာပေါ့နော်public ကိုစတင်ပြီးတော့သုံးခဲ့တာက2006ခုနှစ်မှာ S3 bucket ကိုစပြီးတော့ launch လုပ်ခဲ့တာဖြစ်တယ်နော်ဟုတ်ပြီအဲ့ဒါနောက်တစ်ခုအနေနဲ့ပြောမယ်ဆိုရင် six advantages of cloud computing နော် cloud computing ရဲ့ဒီကောင်းတဲ့အချက်တွေပေါ့နော် six advantages of cloud computing နော်အဲ့တော့ cloud computing ကိုသုံးတဲ့အခါမှာသူ့ရဲ့ဒီ advantages တွေပေါ့နော်အဲ့ဆိုရင်ဒါတွေကိုဒီကျတို့ပြောမယ်ပေါ့နော်ခဏလေးအဲ့တော့ cloud computing ကိုသုံးတဲ့အခါမှာဒီကျတို့ကောင်းတဲ့ဥစ္စာလေးတွေပေါ့နော်သူ့ရဲ့ advantages လေးတွေကိုဒီမှာရေစာနဲ့ရေးပြမယ်နော်အဲ့တော့ဒီပထမဆုံးဥစ္စာလေးပေါ့နော်ဒါဟိုဘာလို့နာမည်ပေးလိုက်တော့မယ်ဟုတ်ပြီအဲ့တော့နံပါတ်1အနေနဲ့ဒီချက်ဘာကိုရှင်းမလဲဆိုရင် expand ဆိုတဲ့ဥစ္စာကိုရှင်းမယ်ပေါ့နော်အဲ့တော့နံပါတ်1ကဘာလဲဆိုရင် cloud computing ကိုသုံးတဲ့အခါမှာ expand ပေါ့နော်အဲ့တော့ cloud ကိုအသုံးပြုခြင်းအဖြစ်ပေါ့နော် organization တွေရဲ့ကုန်ကျစရိတ်ကိုသက်သာစေတယ်တဲ့ expand ဆိုတဲ့အဓိပ္ပာယ်နော်ဘာလို့သက်သာစေလဲဆိုရင်ကုန်ကျစရိတ်ကိုသက်သာစေတယ်နော်ကုန်ကျစရိတ်ကိုသက်သာစေတယ်ဘာကြောင့်သက်သာစေရလဲဆိုရင် example ပြောမယ်ဆိုရင်ဒီချေတို့အဲ့တော့မနေ့ကလေပြောခဲ့တယ်ပေါ့ပြီးခဲ့တဲ့အပိုင်းမှာလည်းပြောခဲ့တယ်နော်
traditional လုပ်နေတဲ့ company တခုမှဆိုရင် on premises ပေါ့နော် on prime ပဲထားပါ on premises လို့ခေါ်တဲ့ data center တွေကို handle လုပ်နေတဲ့ company တခုမှဆိုရင်တခုခုကိုလိုချင်တဲ့အခါမှာ data center ကို build လုပ်ဖို့အတွက်ကုန်ကျစရိတ်တွေရှိတယ်အဲ့တော့ cloud ကိုသုံးလိုက်တဲ့အခါမှာအဲ့ဒီကုန်ကျစရိတ်တွေမရှိတော့ဘူးအဲ့တော့ကုန်ကျစရိတ်ကဘာမှလဲဆို data center ပေါ်မှာကုန်ကျစရိတ်မရှိတော့เนาะဒါ expand ရဲ့ဥစ္စာပါပဲ cloud ကိုသုံးလိုက်တဲ့အခါကုန်ကျစရိတ်တွေဘာမှမလိုအပ်တော့ဘူးပေါ့နော်ဒါဘာမှမလိုရတော့ဘူးဆိုတာ PSU ကိုတော့ရှိတာပေါ့နော်ကိုသုံးရင်သုံးသလောက်ကုန်တဲ့ကိစ္စတော့ရှိတယ်ပြောချင်တာ data center ဆောက်เสียမလိုတော့ဘူးလို့ပြောချင်တာเนาะအဲ့နောက်တစ်ချက်ကဘာလဲဆိုရင်နောက်တစ်ချက်ကဘာလဲဆို skill เนาะ SEALE skill เนาะ skill เนาะ service တစ်လုံးလိုချင်လို့ပေါ့နော်နိုင်ငံခြားကဝယ်ရမယ်ပေါ့နော် server တစ်လုံး service ပေးချင်လို့ server တစ်လုံးဝယ်မယ်ဆိုရင်နိုင်ငံခြားကဝယ်ရမယ်တချို့လို့အဲ့တော့ဒေါ်လာကိစ္စတွေရှိမယ် server ကို run တိုးချင်တယ်on premises ထိုင်ထားတဲ့အတွက်ကြောင့်စိုက်မှာဝယ်ရမယ်ဝယ်ဖို့အတွက် approve ယူရမယ်အစရှိတဲ့ process တွေခြေလို့ရှုပ်ထွေးတယ်ပေါ့နော်အဲ့တော့ဒါတွေဖြတ်ကျော်ပြီးမှသာလဲဘာလို့လို့ရမလဲ scale up လုပ်လို့ရတယ်အဲ့တော့ cloud ကိုသုံးမယ်ဆိုရင်အဲ့ဒါကြီးလုံးဆံမလို့တော့မိနစ်ပိုင်းတွင်းမှာကိုတိုးချင်တဲ့ RAM ကိုတိုးလို့ရတယ်ဥပမာ RAM 60GB ဖြစ်နေတာ RAM 64GB တိုးသုံးလိုက်လို့ရတယ်เนาะအဲ့တော့အဲ့ဒါဘာလဲဆိုရင်ကိုကတခုခုကိုဒီ server နဲ့ပတ်သက်တယ်ပေါ့နော်ဒါကိုဒီခြေလို့ရှင်းအောင်ပြောမယ်ဆိုရင် server နဲ့ပတ်သက်ပြီးတော့ specification ပေါ့နော်အဲ့တော့ specification ကိုဒီကျတော့ upgrade လုပ်မယ်ဆိုရင် upgrade လုပ်ရင်ပြောချင်တာချက်ချင်းလုပ်လို့ရတယ်အဲ့ဒီကျခုနကပြောပြတဲ့အချက်တွေကလက်ရှိ system engineer လုပ်နေတဲ့လူတွေဆိုရင်သိတယ်เนาะ run တိုးချင်တာပဲဖြစ်ဖြစ် hard disk site ကိုချဲ့ချင်တာပဲဖြစ်ဖြစ်အဲ့လိုဆိုရင်ဒီကျတော့ဘာလုပ်ပြရလဲဆိုရင်မြန်မာနိုင်ငံမှာပစ္စည်းမရှိနိုင်ငံခြားတိမှားရတယ်အချိန်ကြီးစောက်ရတယ်အဲ့ဒီပစ္စည်းတွေနဲ့ဒီလက်ရှိရှိနေတဲ့ server နဲ့ကိုက်ညီတဲ့ဥစ္စာကိုရှာပြီးတော့ဝယ်ရတယ်အဲ့တော့ data လိုအပ်ပါတယ်ဆိုတာကိုprocess တွေပေါ့နော်ပြောမှဆိုရင်ဒီအထက်ကိုတင်ပြတဲ့ဘိုင်းတွေရှိတယ်လိုအပ်တယ်ဆိုတဲ့အကြောင်းသိရမလားအများကြီးပဲသူ့ရဲ့ဒီဟိုဟာတွေပေါ့နော် process တွေအများကြီးပဲအဲ့ဒါတွေဒီစတို့ဖြတ်ကျော်ပြီးတော့ဘာလုပ်မလဲဆိုရင်မိနစ်ပိုင်းတွင်မှာဘာလုပ်မလဲဆိုရင်ဒီ specification ကို upgrade လုပ်ချင်ချက်ချင်းလုပ်လို့ရတယ်အဲ့ဒါကိုပြောချင်တာเนาะနံပါတ်1က scale ဒါက cloud ကိုသုံးရခြင်းအကျိုးကျေးဇူးပေါ့နော်ပြီးနောက်တစ်ခုက capacity ဒီကျတို့အလုပ်မှာဆိုရင်တော့ဒါလက်ရှိလုပ်နေအလုပ်ကတော့ဒီကျတို့လက်ရှိကတော့ကြောင်းမှာပေါ့နော်အဲ့မှာဆိုရင်တော့ဘာဖြစ်လဲဆိုရင်တခုခုဆိုရင်ကိုသုံးနေတဲ့user ပေါ်မူတည် user များတဲ့အတွက်ကြောင့်သိရမလားသုံးနေတဲ့ပေါ်မူတည်ပြီးတော့ချက်ချင်းလုပ်ရမယ့်ဘိုင်းတွေရှိတယ်အဲ့ဒါဆိုရင် on premises လုပ်ထားရဆိုဒီကျတို့ net ခတ်ခဲ့တာပေါ့နော်အဲ့တော့ capacity ပြောမယ်ဆို scale နဲ့တူတူပဲ capacity က scale နဲ့တူတယ် scale နဲ့တူတယ်အဲ့တော့ဥပမာ server တစ်လုံးလိုတယ်ဆိုလဲအပြင်မှာလို့ rep တွေဝယ်စရာမလိုချက်ချင်းတိုးလို့ရတယ်เนาะscale နဲ့တူတယ်ပေါ့နော် capacity ကလည်းသူ့မှာတော့အများကြီးကျတို့ပြောစရာမရှိဘူးပေါ့နော်ပြီးတော့နောက်တစ်ခုက speed မက်လေးရပါလေဆိုရင် speed အဲ့တော့ scale နဲ့ capacity မှာပြောသလိုမျိုးပဲ speed ရလေเนาะ speed ကတော့သူတို့နှစ်ခုလုံးနဲ့တွားပြီးတော့ဆင်ပါတယ်အဲ့တော့ scale နဲ့ကျတို့ဗာလဲဆိုရင် capacity မှာပြောခဲ့သလိုပဲကျတို့ဗာလုပ်ချင်တယ်ဆိုရင်တခုခု upgrade လုပ်ချင်တာပဲဖြစ်ဖြစ် downgrade လုပ်ချင်တာပဲဖြစ်ဖြစ်မြန်ဆန်နဲ့လှုပ်ဆောင်ပေးနိုင်တယ်เนาะလှုပ်ဆောင်ပေးနိုင်တယ်ဟုတ်ပြီเนาะအဲ့တော့ scale နဲ့ capacity မှာပြောခဲ့သလိုမျိုးပဲတခုခုမှာ upgrade လုပ်ချင်တာပဲဖြစ်ဖြစ် downgrade လုပ်ချင်တာပဲဖြစ်ဖြစ်မြန်ဆန်နဲ့လှုပ်ဆောင်ပေးနိုင်တယ် speed လည်းကောင်းတယ်ပေါ့ပြောချင်တာเนาะအဲ့နံပါတ်5ကဘာလဲဆိုရင်နံပါတ်5က focus ပေါ့เนาะfocus ဒါတွေက exam topic တွေမှာဆိုပါတယ်เนาะ speed ရဲ့လှုပ်ဆောင်ချက် focus ရဲ့လှုပ်ဆောင်ချက် scale ရဲ့လှုပ်ဆောင်ချက်เนาะ
expanse ရဲ့လောက်ဆောင်ချက်ပေါ့နော်တနည်းပြောမယ်ဆိုရင်six advantages of using the cloud computing ပေါ့နော်ဒီကျတို့ဒီသင်ခန်းစာ like ပေါ့နော်ဒီ module တစ်ခုပြီးတိုင်းမှာပါရှိတယ်ဆို multiple choice တွေရှိတယ်ပေါ့နော်ဖြည့်ကြည့်လို့ရပါတယ် multiple choice တွေလည်းပေါ့နော်ဒီ module 2ပြီးမှာပေါ့နော်အဲ့တော့ focus ပေါ့နော်အဲ့တော့ cloud ကိုသုံးလိုက်တဲ့အခါမှာ data center ကိစ္စတွေfocus ကဘယ်မှာပဲ focus လုပ်ရမယ်ဆိုတဲ့ကိစ္စပေါ့နော်ဒီကျတို့ cloud ကိုသုံးလိုက်တဲ့အခါcloud ကိုသုံးလိုက်တဲ့အခါဘာတွေခေါင်းကိုက်စရာမလိုတော့ဘူးလေဆိုရင် data center နော် data center ကိစ္စတွေနောက်တစ်ခုကဘာလဲဆိုရင် hardware တွေ upgrade လုပ်မှာတွေ hardware ဘာကိစ္စတွေဆို upgrade ကိစ္စတွေ upgrade downgrade နော်ကိစ္စတွေ memory တိုးချင်တာတွေ short ချင်တာတွေဒါတွေကိုစဉ်းစားစရာမလိုတော့ဘူးအဓိကလုပ်ရမယ် application တွေကို business logic တွေကိုပဲဒီလို focus လုပ်ရမယ်နော်အဓိကကိုကဘာလုပ်ချင်မှာလဲဒီ application နဲ့ပတ်သက်တဲ့ business logic တွေကိုပဲ focus လုပ်ရမယ်အဓိက deliver လုပ်ရမယ်အရာကိုပဲ focus လုပ်ရမယ်ပြောချင်တာကိုကဘာလုပ်ချင်တာလဲ cloud ပေါ်မှာလုပ်ချင်တဲ့ဥစ္စာကိုပဲစဉ်းစားရုံပဲနော်အဓိက deliver လုပ်မယ်အရာကိုပဲ focus လုပ်ထားရင်ရပြီအဓိက deliver လုပ်ရမယ့်အရာကိုပဲမလုပ်ထားရင်ရလဲဆိုရင် focus လုပ်ရင်ရပြီเนาะအဓိက deliver လုပ်ရမယ့်အရာကို focus လုပ်ရင်ရပါပြီเนาะအဲ့ဒါကဘာလဲဆိုရင် focus နဲ့ပတ်သက်တဲ့ဥစ္စာကိုပြောချင်တာနောက်တစ်ခုက global သူ့ရဲ့ service တွေက global ဖြစ်တယ်အဲ့ဒါကျတော့ exam မှာမေးတယ် AWS service ကဘာ service လဲလို့မေးရင် global service ဖြစ်တယ်เนาะapplication တစ်ခုကိုတစ်ကမ္ဘာလုံးသုံးလို့ရချင်တယ်ဆိုရင် AWS ကိုသုံးပြီးလုပ်လို့ရတယ်เนาะ global service ဖြစ်တယ်ပြီးရင်မိနစ်ပိုင်းအတွင်းမှာ application တွေကို host လုပ်လို့ရတယ် global ကိုလွယ်လွယ်ကူကူနဲ့မြင်မြန်ဆန်ဆန်နဲ့တွားလို့ရတယ်ဆိုတာကเนาะဒီ internet ပေါ်မှာ global ပေါ်မှာလွယ်လွယ်ကူကူနဲ့မြင်မြန်ဆန်ဆန်တွားလို့ရတယ်ဆိုတာက cloud computing ရဲ့ကောင်းကျိုးအနေနဲ့ဒီလိုထည့်သွင်းစဉ်းစားလို့ရတယ်ပေါ့နော်အဲ့ globally ဖြစ်တယ်သူ့ရဲ့ service ကအခုဒီလို AWS ပေါ်မှာ S3 ပေါ်မှာ website လေးကို static website လေးကို host လုပ်လိုက်တယ်ပေါ့အဲ့ website ကိုတစ်ကမ္ဘာလုံးကခေါ်သုံးလို့ရတယ်ဘာကြောင့်လဲဆိုတော့သူ့မှာ public IP ရเนาะ globally ဖြစ်တယ်ပေါ့ဟုတ်ပြီเนาะဒါဆိုရင်ဒီလို AWS ရဲ့ကောင်းတဲ့ချက်တွေ six advantages of cloud computing လို့ပြောပါဆိုရင်နံပါတ်1 expanse နံပါတ်2 scale နံပါတ်3 capacity နံပါတ်4 speed နံပါတ်5 focus နံပါတ်6က global ဆိုပြီးရှိပါတယ်เนาะအဲ့ဆိုရင်ဒီလိုဒီ module 2ရဲ့ part 2ပေါ့เนาะဒီသင်ခန်းစာလေးမှာတော့နံပါတ်1အနေနဲ့ဒီ AWS ရဲ့ဖြစ်ပေါ်လာတဲ့ပုံစံကိုပြောခဲ့တယ်နံပါတ်2က AWS ကိုသုံးတဲ့အခါမှာကောင်းတဲ့အချက်6ချက်ကိုဒီလိုပြောခဲ့ပါတယ်เนาะအဲ့ဆိုရင်ဒီလို recording လေးကိုဒီမှာပဲရပ်ပါမယ်เนาะ